ကိုမွေးထားတဲ့သားသမီးရင်းကိုတေလုံးတက်ရက်ရက်ဆက်ဆက်နှိမ့်ဆက်နေတဲ့အမေတယောက်ကိုတင်မြင်ဖူးပါသလားအခုမြင်တွေ့နေရတာကတော့အမေမြောက်မတကောင်ကသူ့ရဲ့အလွန်အားနည်းနေတဲ့သားသမီးမြောက်ကလေးကိုခနာကိုကနေအတင်းဆွဲခွာပြီးမြေပြင်ပေါ်ပစ်ချထက်ခါတလဲလဲရိုက်နှက်နေတဲ့ဖြစ်ရဆိုပဲဖြစ်ပါတယ်။မြောက်ကလေးကမြအမေဖြစ်သူရဲ့ဆုံးဖြတ်ခြင်းကိုခံရမှာကိုအလွန်မင်းကြောက်လန့်ပြီးတောက်လျှောက်အောင်ငုံနေခဲ့ရရှာပါတယ်။ဒီမြင်ကွင်းကိုမြင်သွားတဲ့အမျိုးသမီးတယောက်ကမခံစားနိုင်လုံးလို့အော်ဟစ်တားဆီးလိုက်တဲ့အခါမှာတော့အမေမြောက်ကလက်ဖြန့်ပြီးမြောက်ကလေးကိုထားပစ်ခဲ့ကထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီမျိုးသမီးဟာမြောက်ကလေးနားကိုဖြည်းဖြည်းချင်းချင်းကပ်သွားပြီးတနာဆက်ဖွယ်ပုတ်တက်ပေးလိုက်တဲ့အခါမှာတော့တုံညင်နေရဲ့မြောက်ကလေးဟာသူ့မနောက်ကိုလိုက်ပါလာပါတော့တယ်။မြောက်ကလေးရဲ့အခြေအနေကိုစိတ်မကောင်းဖြစ်လုံးလို့သူမကအင်ကိုခေါ်လာခဲ့ပြီးရေမိုးချိုးပေးတဲ့အချိန်မှာတော့ဒီတက်တော်လေးဟာဘလောက်တောင်နူးနေအားနေနေလဲဆိုတာသိလိုက်ရပါတယ်။နိုးတိုက်ဖို့စ조사ပေမဲ့မြောက်ကလေးမှာအားအင်လုံးဝမရှိရှာပါဘူး။စိုးရိမ်တကြီးနဲ့တိရစ္ဆာန်ဆေးကန်းကိုခေါ်သွားပြီးရက်တော်ကြာဆေးကူးတမှုခံယူခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့မြောက်ကလေးအခြေအနေပြန်ကောင်းလာတဲ့အခါအိမ်မှာဆေးဝါးတွေနဲ့အာဟာရဖြည့်ဆွတ်စာတွေကိုနေ့တိုင်းဂယုစိုက်တိုက်ကျွေးခဲ့ပါတယ်။အခုဆိုရင်တော့မြောက်ကလေးဟာအားအင်တွေပြန်ပြေးလာပြီးအမျိုးသမီးနားကနေဘယ်မှမခွာပဲအလွန်ချွေးတတ်တဲ့ကောင်လေးဖြစ်သွားပါပြီ။သူမကမြောက်လေးအတွက်အဝတ်စားတွေရေချိုးကန်သေးလေးနဲ့တက်တောင့်တတာရှိတဲ့အိယာလေးတောင်ဝယ်ပေးထားပါတယ်။အမေရင်းကစွန့်ပစ်ခဲ့ပေမဲ့ဒီမြောက်လေးဟာထိုထက်မကကောင်းမွန်တဲ့အရာကိုပိုင်ဆိုင်ခွင့်ရသွားခဲ့ပါပြီ။အဲ့ဒါကတော့သူ့ကိုထာဝရချစ်ခင်ဆောင်ရှောက်မဲ့လူသားအမေတယောက်ပဲဖြစ်ပါတော့တယ်။